မဟာအလက်ဇန္ဒာရဲ့အရက်အမြင့်ဘယ်လောက်ရှိသလဲဂရိကနေအီဂျစ်အိန္ဒိယအထိဖြန့်ကျက်ထားနိုင်ခဲ့တဲ့ကြီးမားတဲ့အင်ပါယာကြောင့်အပြင်တိုက်တိုင်းနိုင်ပြီးရှုံးပွဲမရှိခဲ့တဲ့အတွက် Great Alexander ဘုရင်ဟာကမ္ဘာသမိုင်းမှာထင်ရှားပါတယ်။သူ့ရဲ့အောင်မြင်မှုတွေကိုမှတ်တမ်းမှတ်ရာကောင်းကောင်းရှိခဲ့ပေမဲ့သူ့ရဲ့အရက်အမောင်းနဲ့ရုပ်ပိုင်းဆိုင်ရာမှာတော့ထင်ကြီးတွေနဲ့အတူငင်းခုန်မှုတွေရှိနေသေးပါ။သမိုင်းမှတ်တမ်းတွေအရ Great Alexander ဟာသူ့ခေတ်အခါမှာတော့အရက်ရှည်သူတစ်ယောက်ဖြစ်ပါတယ်။သူ့အရက်ဟာ9ပေ6လက်မ 1.68 မီတာရှိပြီး BC 400စုအတွင်းလူများရဲ့ပြင်းပြအရက်ထက်သာလွန်တယ်လို့ဆိုပါတယ်။သို့တော့အရက်အမြင့်တိုင်းခြင်းမှာယနေ့ခေတ်လိုတိကျတဲ့စံနှုန်းသတ်မှတ်ထားခြင်းမရှိပါဘူး။ Alexander ရဲ့ရုပ်ရည်ကိုခံမှန်းသိရှိဖို့ရာအတွက်အချက်အလက်များဟာအကန့်အသတ်ရှိနေပါတယ်။ Plutarch နဲ့ Arrian လို့ရှေးစာရေးဆရာများကတော့သူ့ကိုအရက်မြင့်တယ်လို့ဖော်ပြခဲ့ကြပြီး Diodorus Siculus နဲ့ Justin တို့ကလည်းသူ့ကိုထိုခေတ်အမျိုးသားအများစုထက်အရက်မြင့်တယ်လို့ဆိုခဲ့ကြပါတယ်။ Alexander ရဲ့အရက်အမြင့်ဟာထိုခေတ်ရဲ့ယဉ်ကျေးမှုနဲ့လူမှုရေးစံနှုန်းတွေစိုးမိုးပါလိမ့်မယ်။ရှေးဂရိလူမျိုးတွေကရုပ်ပိုင်းဆိုင်ရာအလှကိုချီးမွမ်းကြပြီးကိုယ်လုံးကိုယ်ထဲကြံ့ခိုင်ကြက်လက်ခြင်းကိုလည်းနှစ်သက်ကြသူတွေပါ။သူ့ရဲ့ကြီးမြတ်မှုနဲ့ခေါင်းဆောင်အဖြစ်ပုံရိပ်ကိုမြင့်တင်ဖို့အတွက်အရက်အမြင့်ကိုပါထည့်သွင်းပုံဖော်ခဲ့ကြပုံလည်းရပါတယ်။သူ့အရက်ကိုပိုပြီးတိတိပပသိနိုင်မှုအတွက်ရှေးဟောင်းသုတေသနပညာရှင်များဟာအချက်အလက်တွေအထောက်အထားတွေကိုရှာဖွေခဲ့ကြပါတယ်။အထောက်အထားတစ်ခုကတော့အီဂျစ်မှာရှာတွေ့ခဲ့ကြတဲ့ Alexander ရဲ့မြေဈေးရုပ်တုပဲဖြစ်ပါတယ်။ Tanagra Figurine လို့အမည်ရတဲ့ဒီရုပ်တုဟာအရက်ရှည်ပြီးကိုဟန်ကျော်ရှင်းမှုကိုသရုပ်ဖော်ထားပါတယ်။တာမန်အရက်အမောင်းထက်အနည်းငယ်ပိုတယ်လို့ယူဆလို့ရပါတယ်။ဒါကြောင့်သူဟာထိုခေတ်အခါတုန်းဟာလူအများထက်အနည်းငယ်အရက်ရှည်ခဲ့ကြောင်းကောက်ချက်ချရပါလိမ့်မယ်။နားဆင်သူအားလုံးအသိပညာတိုးတက်ကြပါစေ။